အားလုံးပဲမင်္ဂလာပါကျွန်တော် NLC ကင်မရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ထပ်ပြီးမျှဝေသွားမှာတော့စာမျက်နှာနံပါတ်တက်တဲ့ချိန်မှာမြန်မာလိုတက်တဲ့နည်းလေးကျွန်တော်ထပ်ပြီးတော့မေးလာတယ်ပေါ့နော်အဲ့ဒီနည်းလိုမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်မနေ့ကဒီစာမျက်နှာနံပါတ်ကိုပေါ့နော်ကိုကြိုက်တဲ့နေရာကနေစာမျက်နှာနံပါတ်ကိုပေါ့နော်ကြိုက်တဲ့စာရွက်ကနေတက်တဲ့နည်းကျွန်တော်မျှဝေသွားတယ်အဲ့ဒီထဲမှာကျွန်တော် comment တွေထဲမှာဘာပြန်မေးတာများလာလဲဆိုရင်ဒီမြန်မာလိုတက်တဲ့နည်းမေးလာတာဖြစ်ပါတယ်တချို့လဲကျွန်တော် comment ကနေဖြေတယ်လိုက်လို့အဆင်မပြေတာတွေတော့ရှိတယ်ကျွန်တော်ပြောတဲ့ဟာလေးတွေနားမလည်သဘောမပေါက်သွားတာတွေပေါ့နော်အဲ့ဒါဒီကြောင့်မို့ကျွန်တော်ဒီနေ့အတွက် video file လေးတည်တံ့လုပ်ပေးလိုက်တာဖြစ်ပါတယ်เนาะအဲ့ဒီနည်းနဲ့ကျွန်တော်နောက်ထပ်ဒီမနေ့ကပြောလိုက်တဲ့ဒီ session ပိုင်းလိုက်တဲ့အပိုင်းမှာပေါ့နော်တချို့ဟာတွေ print ထုတ်လို့မရဘူး print error လေးတွေဖြစ်တဲ့အပိုင်းလေးတွေရောမေးလာသည့်အတွက်ကျွန်တော်ဒီမှာထပ်ပြီးတော့ထပ်ချင်းပြသွားပြီเนาะဟုတ်ပြီအဲ့ဆိုကျွန်တော်စာမျက်နှာနံပါတ်တက်တာတော့ကျွန်တော်မြန်မာလိုတက်တာတော့အရင်လွယ်ပါတယ်เนาะအဲ့တော့အရင်ဦးဆုံးကျွန်တော်စာရွက်တစ်လေးတွေ့ရတောင်းလိုက်မယ်ထုံးစံနဲ့ကျွန်တော် run စာသားလေးတောင်းလိုက်ပါမယ်။ညရှင်းထုံးမယ် IND run ပေါ့နော် run ကိုကျွန်တော်ထားပါတော့100လောက်ကျွန်တော်နမူနာစမ်းတောင်းထားလိုက်မယ်ပေါ့နော်။ဟုတ်ပြီဒါဆိုကျွန်တော်သူ့ကို page number တက်ကြည့်အောင် page number ပဲတည်တံ့တက်မှာဖြစ်တဲ့အတွက် insert ထဲကနေမှကျွန်တော် page number ကိုသွားမယ် page number ထဲကနေကျွန်တော်ဒါလည်းမနေ့ကပြောခဲ့ပြီးသားပေါ့နော်ကိုကြိုက်တဲ့လီနီယာမှာထားလို့ရတယ်အဲ့တော့ကျွန်တော်အခုပြောမှာကအောက်ရှိမှာပဲကျွန်တော်တက်ပြပေးလိုက်ပါမယ်နော်အောက်ရှိထဲကိုကျွန်တော်ထားပါတော့ထူးထူးခြားခြားလေးအပေါ်မှာတက်လိုက်မယ်နော်အပေါ်မှာထည့်လိုက်မယ်အဲ့ဒီအပေါ်မှာကိုကြိုက်တဲ့ design နဲ့ဒီမှာရွေးထည့်လို့ရတယ်ဥပမာကျွန်တော်ထည့်မဲ့ပုံစံကထားပါတော့အလဲစင်တာတက်တက်လေးမှာကျွန်တော်ထည့်လိုက်တယ်နော်ဒီမှာစာမျက်နှာတွဲလို့ပေါ်လာတယ်အဲ့ဆိုအဲ့ဒီ font ကိုကျွန်တော်တီးနေလို့နည်းနည်းလေးကြည့်လိုက်အောင်မယ် select လေးမှတ်ပါဒီမှာကြည့်လိုက်ပါမယ်ဟုတ်ပြီကျွန်တော် tiny room နဲ့သုံးမဲ့ဆိုရင်တော့ font size က14နဲ့ပေါ့နော်ဟုတ်ပြီဒါကိုကျွန်တော်မြန်မာလိုပြောင်းခြင်းတယ်မြန်မာလိုပြောင်းခြင်းတယ်ဆိုကျွန်တော်တို့ဒီမှာဘာ font ပြောင်းပေးရမလဲဆိုရင်ပြည်ထောင်စုနံပါတ် font ပြောင်းပေးရမှာဖြစ်ပါတယ်နော်အဲဆိုကျွန်တော်ပြည်ထောင်စုနံပါတ်အကယ်၍ဒီနားမှာမတွေ့ရင်ပြည်ထောင်စုတော့ P နဲ့စားတဲ့အတွက်ပြည်အုပ်စုနာသွားရှာလိုက်P အဲဆိုဒါဆိုပြည်အုပ်စုနာရောက်သွားပြီပြီးတော့ရင်ကျွန်တော်ဒီမှာပြည်တော်စုနံပါတ်เนาะဒါဆိုဒီမှာကျွန်တော် font size က auto to font size တဲ့ font style auto to စနစ်ဖြစ်ပြီးသားကျွန်တော်နံပါတ်ကိုပြောင်းချင်တာဖြစ်တဲ့ပြည်တော်စုနံပါတ်ကိုသုံးရတာအဲ့လိုမျိုးပဲရိုးရိုးပြည်တော်စုပဲဆိုရင်တော့သူကအင်္ဂလိပ်စာပဲဖြစ်နေမှာပြည်တော်စုပဲထားမယ်ဆိုတော့အင်္ဂလိပ်စာပဲပြန်ပြောင်းနေတတ်ပါတယ်ဒီမှာ select မှတ်လိုက်တယ်ပြီးတော့ကျွန်တော်ပြည်တော်စု font ပြန်ယူလိုက်မယ်ဒါဆိုရင်အင်္ဂလိပ်အခါတွဲပြန်ဖြစ်သွားမှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ကပြည်တော်စုနံပါတ်သုံးခိုင်းတာအကယ်ကျွန်တော်ကိုယ့်ရဲ့ကွန်ပျူတာမှာပြည်တော်စုနံပါတ်မပါဘူးပြည်တော်စုပဲတွေ့တယ်ဆိုရင်ကျွန်တော်ဒီ Facebook မှာရော TikTok မှာရော Telegram မှာရောကျွန်တော်တင်ထားပေးပါတယ်အဲ့ဒီ font တွေပေါ့နော် all font တွေအားလုံး install ပြန်လုပ်ပေးဖို့လိုပါတယ်နော်အဲ့ဆိုရင် font တွေအစုံကိုယ့်ရဲ့ကွန်ပျူတာတွေရောက်သွားလိမ့်မယ်သူရဲ့ရှေ့မှာစာမျက်နှာလိုရေးရှင်းနေဆိုရင်လည်းကျွန်တော်ရတယ်ကာစာလေးချလိုက်မယ်ပြီးတော့ကျွန်တော်စာမျက်နှာလိုရေးလိုက်ရပါတယ်နော်font မမှန်တာကျွန်တော်ဒီပုံမှာ font မပြောင်းရသေးလို့ပုံမှန်နဲ့ရေးမှာဆိုရိုးရိုးပြည်ထောင်စုပဲပြောင်းလိုက်ရပြီနော်အဲဆိုရင်စာမျက်နှာစနစ်ပေါ့နော်ဒီလိုအဲ့ဒီ font လေးနည်းနည်းလေးတီးနေတယ်ကျွန်တော် font size ပြည်ထောင်စုဆို12လောက်ဆိုတော့ရပါတယ်နော်ဒီကောင်ကပြည်ထောင်စုဆို12လောက်ပြန်ထားလိုက်မယ်ဒါဆိုအားလုံးပြီးသွားပါပြီဘိုးထက်ရှင်ဒီမှာဘိုးလေးနှိပ်ထားလိုက်လို့ရအဲဆိုကျွန်တော်စာမျက်နှာတိုင်းမှာတော့ကြည့်လိုက်စာမျက်နှာအကုန်လုံးတက်ပြီးသားဖြစ်သွားပြီနော်အဲ့တော့ကျွန်တော်မနေ့ကပြောလိုက်တာ session break လုပ်လိုက်တာเนาะကျွန်တော်စာမျက်နှာနံပါတ်ကိုဥပမာ1နဲ့2ကိုမတက်ရှင်ဘူးကျွန်တော်3နားရောက်မှစာမျက်နှာနံပါတ်1လို့စပြီးတော့တက်ရှင်နေရှင်မှာကျွန်တော်မနေ့ကပြန်တော့မပြောတော့ပါဘူးเนาะကျွန်တော်မနာမထောင်ရသေးလို့တွေမသိရသေးတဲ့လူကဒီမနေ့က video file ပြန်ပြီးတော့ပြန်ကြည့်လိုက်ပါเนาะအဲ့ဆိုကျွန်တော်ဒီ sorry layout ထဲကိုဝင်မယ်ပြီးတော့ break လုပ်လိုက်တာပါเนาะ next print နဲ့ပြီးတော့အဲ့လို break လုပ်လိုက်တဲ့ချိန်မှာရတယ်เนาะအမှကျွန်တော် print ထုတ်တဲ့ချိန်ပေါ့နော် control P နဲ့ print ထုတ်တဲ့ချိန်မှာ all print ပဲသူကရတယ်လို့ပြောတယ်ကျွန်တော်ဒီကြားထဲကကိုကြိုက်တဲ့ custom print တွေရေးထည့်တဲ့ချိန်ကကြာရင်သူကထုတ်လို့မရဘူးပေါ့နော် session page လောက်ထားတာဖြစ်တဲ့တော့သူက error လေးနည်းနည်းတက်သွားတယ်ပေါ့နော်အဲ့လို့ဆိုတော့ကျွန်တော်လက်ရှိကွန်ပျူတာမှာတော့ရတယ်အဲ့ဒီပြဿနာမဖြစ်ဘူးเนาะကျွန်တော်စမ်းကြည့်တယ်နေ့လည်ကနေစမ်းကြည့်လိုက်တော့ print ထုတ်တယ်အဲ့ဒီပြဿနာလုံးဝမဖြစ်သွားဘူးတူပေါ့နော်ကိုလိုချင်တဲ့ page ဥပမာကျွန်တော်ဒီထဲမှာစာမျက်နှာ7ရှိတယ်7မှာကျွန်တော်ကနံပါတ်9ကနေစာထုတ်ရှင်တယ်page 5ကနေကျွန်တော်စာထုတ်မယ် dash ခံလိုက်တယ် page 10ထိဒါဆိုရင်9ကနေ10ထိထွက်မယ်နော်အဲ့တော့မှကျွန်တော်7ကိုမထုတ်ရှင်တော့ကျွန်တော်သူက12ရက်ထိရှိတယ်လေကျွန်တော်7ကိုမထုတ်ရှင်တော့အဲ့ဆို comma နဲ့ဖြတ်လိုက်တယ်ပြီးမှကျွန်တော်7လို့ရေးလိုက်တယ်ဒီလိုမျိုးအဲ့ဆိုသူက
dash ခံထားတဲ့အကြောင်းရင်းအတွဲလိုက်လို့ပြောပြီးတော့ comma ခံလိုက်တဲ့အကြောင်းရင်းဖြတ်ချလိုက်တဲ့သဘောမျိုးဖြစ်သွားတာကျွန်တော်ဒီနည်းနဲ့ထုတ်လိုက်တော့လေကိုသတ်မှတ်ထားတဲ့စာရွက်ပဲထွက်တယ်အဲဆိုတော့ကေမိတ်ဆွေတို့ကင်မရာမှာအဲ့လိုမဟုတ်ဘဲနဲ့စာရွက်တွေကပေါ့နော်ကိုထိုးချင်တဲ့စာရွက်မထွက်လာဘူးအဲ့ဒါကျွန်တော်ဒီ session break လုပ်တဲ့အချိန်မှာဖြစ်သွားတာပုံမှန်တိုင်းတော့မဖြစ်ဘူးเนาะအဲ့တော့ကျွန်တော်အဲ့လိုဖြစ်သွားခင်ရင်ဘာလုပ်လိုက်မလဲ export ထုတ်လိုက်မှာပေါ့ကျွန်တော် export ထဲကိုသွားမယ်ကျွန်တော် create PDF file နဲ့နေမှာဒီမှာ create PDF နဲ့ကျွန်တော်ဒီ portable document format တနည်းအားဖြင့်ကျွန်တော် ebook လို့ခေါ်တဲ့ electronic book ပေါ့နော်သူ့ကိုပြောင်းပြီးတော့ထုတ်ပြီးတော့မှကျွန်တော်ထုတ်လိုက်လေရတယ်ကျွန်တော်ဒီမှာနမူနာဆန်းလိုက်တယ်နော်ကျွန်တော် desktop ကိုပဲခဏထုတ်ထားလိုက်မယ်ရှားလို့ကျွန်တော် PDF လို့ပဲပြန်ကြည့်ထားလိုက်မယ်နော်ပြီးတော့ publish လုပ်လိုက်ပြီပြီးတော့ file တစ်ခါတည်းပွင့်ပါတယ်နော်ဒီမှာ file လေးပွင့်လာပါပြီအဲဆိုကျွန်တော်ဒီကနေ print ထုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီပြဿနာတွေဘာမှမဖြစ်တော့ဘူးလွယ်လွယ်ကူကူလေးပဲပြီးသွားမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲဆိုကျွန်တော်လိုက်လို့ကြည့်ကြည့်ပါကျွန်တော်ဒါဒီစာမျက်နှာနံပါတ်တက်ရင်လည်းကျွန်တော်အဲ့ဒီပြဿနာလေးပါမေးထားလို့တစ်ခါတည်းတွဲပြီးတော့ရှင်းပြလိုက်တာဖြစ်ပါတယ်တခြားနားမလည်တာလေးရှင်းနေကျွန်တော်လုံးလုံးမရတာလေးရှင်းပြန်မေးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ